ထိုင်းနိုင်ငံဟဲ့ရိုင်မြို့မှာထိုင်းလူမျိုးချင်းချင်းထမင်းတုပ်ဝေပြီးမြန်မာလူမျိုးတွေကိုကြောက်မပေးလို့အကူအညီတောင်းနေရတဲ့ရွှေမြန်မာမြောင်ပရိသတ်များအလုံးမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထိုင်းနိုင်ငံဘက်ကနေကြားသိရတဲ့သတင်းတစ်ပုဒ်ကြောင့်ကျမတို့မြန်မာလူမျိုးတွေအပေါ်မှာစာနာစိတ်နဲ့ရင်ပတ်သေးကနေနှင့်ကနေခံစားသွားရမယ့်အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်တဘောအဘေးရဲ့နေဆိုတာမျက်နှာမလိုက်ဘူးဒါပေမဲ့လူတွေကတော့မျက်နှာလိုက်တတ်ကြတယ်ဆိုတဲ့စကားကိုဒီဖြစ်ရကသက်သေပြနေရပါအားလုံးသိကြတဲ့အတိုင်းပဲထိုင်းနိုင်ငံတောင်ပိုင်းဟဲ့ရိုင်မြို့မှာမကြုံစဘူးမိုးသေးထန်စွာနဲ့ရွာသွန်းခဲ့လို့မြို့တစ်ခုလုံးဒီပါရေအောက်ကိုရောက်သွားခဲ့ပါတယ်။ရေဘေးတဲ့အထက်မှာဒေသခံထိုင်းလူမျိုးတွေသာမကထိုင်းစီးပွားရေးအတွက်အဓိကမောင်းနှင်အားဖြစ်တဲ့မြန်မာရွှေပြောင်းလုပ်သားထောင်ပေါင်းများစွာပါဝင်နေပါတယ်။ရေကြီးတုန်းကတော့အတူတူပါပဲ။ထိုင်းအိမ်လည်းမြုပ်တယ်မြန်မာတွေနေတဲ့အလုပ်သမားတန်းလျားတွေလည်းမြုပ်တယ်အားလုံးကအသက်လူပြီးတော့ပြေးကြရတာချင်းတူပါတယ်။ဒါပေမဲ့ရေကြပြီးပြန်လည်ထူထောင်ရေးကာလရောက်တဲ့အခါမှာလူတွေပိုက်စာလို့အကူအညီလိုအပ်တဲ့အခါကျမှကွဲပြားခြားနားမှုတွေစတင်ခဲ့တာပါမြေပြင်ကတက်လာတဲ့သတင်းတွေနဲ့ရေဘေးတဲ့မြန်မာလူသားတွေရဲ့ရင်ဖွင့်တန်တွေအရာထိုင်းကယ်ဆယ်ရေးအဖွဲ့တချို့နဲ့ရိတ်ခါဝေငှားတဲ့နေရာတချို့မှာလူမျိုးရေးခွဲခြားမှုတွေရှိနေရလို့သိရပါတယ်ထမင်းတုပ်လာဝေတဲ့လှေတွေကားတွေကလူအုပ်ကြီးထဲမှာတန်းစီနေတဲ့ထိုင်းလူမျိုးတွေကိုတော့ရွေးပြီးတော့ထမင်းတုပ်တွေရေကက်တွေပေးဝေပေမဲ့မြန်မာလူမျိုးမှန်းသိလိုက်တဲ့အခါမှာဓမ္မမဟုတ်မြန်မာလူသားတွေစုဝေးနေတဲ့နေရာတွေကိုရောက်တဲ့အခါမှာဝေငှခြင်းမပြုတ်ပဲကြော်သွားကြတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။စဉ်းစားကြည့်ပါပရိသတ်ကြီးတနေကုန်ရေထဲမှာစိန်ထားရလို့ပေမန်းစာလောင်နေတဲ့အချိန်ထမင်းတလုတ်စားရဖို့အရေးမျောလင်းတကြီးစောင့်ဆိုင်နေတဲ့အချိန်မှာမင်းတို့ကငါတို့လူမျိုးမဟုတ်လို့မကြွေးဘူးဆိုတဲ့ပုံစံမျိုးဆက်ဆံခံလိုက်ရရင်ဘလောက်တောင်မှဝမ်းနေစရာကောင်းလိုက်မလဲသူတို့နိုင်ငံကတိုက်တာအဆောက်အုံတွေစောက်ဖို့လမ်းတွေတန့်ရှင်းဖို့စက်ရုံတွေလဲပတ်နိုင်ဖို့အတွက်ကျွေးမွေးသမျှဒုက္ခခံလုပ်ပြီးနေကြတဲ့သူတွေပါအရေးကြုံလို့ဒုက္ခရောက်တဲ့ချိန်မှာတော့လူသားတယောက်နေနဲ့တောင်အတိမတ်ပြုမခံရပဲဖေးချင်းခံလိုက်ရတဲ့ခံစားချက်ကလူကိုရေဘေးထက်ပိုပြီးတော့နာကျင်စေပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာတွေကြားကအားသက်စရာသတင်းကောင်းတစ်ခုကတော့ကိုအမျိုးကိုကိုပဲချစ်ရမယ်ဆိုတဲ့စိတ်ဓာတ်ပါဒီသတင်းကိုကြကြချင်းမှာထိုင်းရောက်မြန်မာပရိဟိတအဖွဲ့တွေပရိဟိတမောင်နှမတွေကငြိမ်မနေကြတော့ပါဘူး။သူတို့မကြွေးရင်ငါတို့အချင်းချင်းပြန်ကြွေးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဟဲ့ရိုင်မျိုးကိုအမြန်ဆုံးသွားရောက်ကူညီဖို့ပြင်ဆင်နေပါပြီ။ဒါအပြင်လက်ရှိမြေပြင်အခြေအနေအရလိုအပ်ချက်ကထမင်းတုပ်တစ်ခုတည်းလည်းမဟုတ်ပါဘူးရေလွှမ်းမှုကြာမြင့်လာတာနဲ့အမျှတောက်သုံးရည်တန့်အဝိအထည်နဲ့အခြေခံဆေးဝါးတွေပါအရေးပေါ်လိုအပ်နေတာပါအထူးသဖြင့်ကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေအတွက်ကျန်းမာရေးဆောင်ရှောက်မှုကအရေးကြီးနေပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာဟဲ့ရိုင်ဘက်ကမိတ်ဆွေတွေနဲ့အဆက်အသွယ်ရတဲ့သူတွေရှိရင်လည်းပိတ်မိနေတဲ့နေရာအတိအကျကိုကိုညီကယ်ဆယ်ရေးအဖွဲ့တွေစီလက်ဆင့်ကမ်းပေးဖို့မြစ်တာရက်ခံပါတယ်ရှယ်တစ်ချက်သတင်းစကားတစ်ခုကဒုက္ခရောက်နေတဲ့သူတွေအတွက်အသက်ကယ်ဆယ်ရေးဖြစ်သွားနိုင်ပါတယ်ဒါကမြန်မာလူမျိုးတွေရဲ့စီလုံးမှုနဲ့မြစ်တာတရားကိုပြသလိုက်တာပါပဲနိုင်ငံရဲ့အချမ်းမှာမျက်နှာငယ်နေရပေမဲ့ငါတို့မှာငါတို့ရှိရဆိုတဲ့အသီးကရေဘေးတဲ့လူသားတွေအတွက်အကြီးမားဆုံးသောအားကြီးတစ်ခွက်ဖြစ်မှာပါဟဲ့ရိုင်ကဒုက္ခရောက်နေတဲ့ရွှေမြန်မာတွေအနေနဲ့အားမငယ်ကြဖို့မကြခင်မှာကိုသွေးချင်းသားချင်းတွေရဲ့အကူအညီတွေရောက်ရှိလာတော့မှာဖြစ်ကြောင်းသတင်းပါကြပါတယ်ဒီဖြစ်ပျက်ကသင်ခန်းစာတစ်ခုပါဘယ်နေရာရောက်ရောက်ကိုလူမျိုးချင်းချင်းရိုင်းပင်းကူညီမှုကသာအခိုင်အမာဆုံးခံတတ်တစ်ခုဖြစ်ပါတယ်ကဲပရိသတ်ကြီးရဲ့ဒီလိုမျိုးလူသားချင်းစာနာမှုကင်းမဲ့တဲ့ခွဲခြားဆက်ဆံမှုတွေပေါ်မှာဘယ်လိုမြင်ကြပါသလဲဒုက္ခရောက်နေတဲ့မြန်မာလူသားတွေကိုတွားရောက်ကူညီကြမဲ့ပရိဟိတသမားတွေကိုရောမှတ်ချက်စကားလေးတွေနဲ့ဂုဏ်ပြုပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်